Richard Dawkins ရဲ့ The Selfish Gene ဆိုတဲ့စာအုပ်အခန်း1မှာလူတွေဘာလို့ရှိနေရတာလဲဆိုတဲ့ခေါင်းစဉ်နဲ့စထားပါတယ်။လူတိရစ္ဆာန်အပင်သက်ရှိတိုင်းဟာ genes တွေကနေဖန်တီးထားတဲ့စက်ရုပ်တွေလို့ Dawkins ကပြောပါတယ်။ genes တွေမှာအတွေးတွေစိတ်ခံစားချက်တွေမရှိပါဘူး။ဒါပေမဲ့ natural selection လို့ခေါ်တဲ့သဘာဝရဲ့ရွေးချယ်မှုကနေတဆင့်မျိုးဗီဇ genes တွေကသူတို့ကိုသူတို့အကောင်းဆုံးယနေ့အချိန်ထိ replicate လုပ်နေတာကျွန်တော်တို့မြင်နေကြရပါတယ်။ genes တွေကသူတို့ကိုသူတို့မိတူကူးနိုင်အောင်တည်ဆောက်ခဲ့လို့ကျွန်တော်တို့လူသားတွေခနေ့ထိတည်ရှိနေရတာပါ။ဒီနေရာမှာ selfish တကိုယ်ကောင်းဆန်သောဆိုတဲ့စကားဟာလောဘကြီးခြင်းဒါမှမဟုတ်မကောင်းတဲ့လုပ်ရက်ကိုလှုပ်ခြင်းလို့ဆိုလိုချင်တာမဟုတ်ပါဘူး။ဒီနေရာမှာ genes တွေဟာ selfish ဖြစ်တယ်ဆိုတာသူတို့ရှင်သန်ဖို့အတွက်အထောက်အကူပြုမယ်ဆိုရင်ဘယ်အရာကိုမဆိုလုပ်နိုင်တယ်လို့ပြောချင်တာဖြစ်ပါတယ်။တခါတလေမျိုးဗီဇ genes တွေဟာတနာညှတာစိတ်ရှိသလိုကူညီစိတ်ရှိသလိုတောင်ထင်ရပါတယ်။ဥပမာတက်ရှိတကောင်ဟာအရှားတက်ရှိတကောင်ကိုအသက်စွန့်ပြီးကယ်တင်ခြင်းဟာအဲ့ဒီကယ်တင်ခံရတဲ့တက်ရှိနဲ့ကယ်တင်တဲ့တက်ရှိဟာမျိုးဗီဇမျှဝေခံထားရလို့ဖြစ်ပါတယ်။ဒါကို Dawkins က altruism လို့ခေါ်တဲ့ပရဟိတစိတ်ရှိတဲ့ငှက်နဲ့ဥပမာပေးထားပါတယ်။ငှက်တကောင်ဟာသားကောင်ရောက်လာတာကိုမြင်တယ်။အဲ့ဒီငှက်ကတခြားငှက်တွေကိုအတန်အော်သတိပေးဖို့လုပ်ပါလိမ့်မယ်။အဲ့လိုအတန်အော်သတိပေးလို့ရှိရင်သူ့စီသားကောင်ရောက်လာမယ်ဆိုတာကိုတိတိယနဲ့လုပ်ရခြင်းဟာမျိုးဗီဇရှင်သန်မှုအတွက်ပဲဖြစ်ပါတယ်။အဲ့ဒီအနစ်နာခံလိုက်ရတဲ့ငှက်ကသူ့ရဲ့ပေါက်ဖော်မောင်နှမတွေကိုကာကွယ်တာဟာမျိုးဗီဇရှင်သန်ဖို့အတွက်ပဲဖြစ်တယ်။ဒီအပြုမူကကိုကြိုးမဖတ်ပုံရပေမဲ့လည်းမျိုးဗီဇ genes တွေအတွက်တော့အသက်ရှင်ရပ်တည်ဖို့အတွက်အကူအညီဖြစ်နေပါတယ်။အခန်းနဲ့မှာမိတ္တူပွားသူများဆိုတဲ့ခေါင်းစဉ်မှာDawkins က replicator ဆိုတာဘယ်လိုမျိုးဆိုတာကိုရှင်းပြထားပါတယ်။ Dawkins ကမိတ္တူပွားသူ replicator ဆိုတာသူတို့ကိုသူတို့မိတ္တူပွားနိုင်သူလို့ပြောပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းဘီလီယံများစွာကပထမဆုံးသက်ရှိဆိုတာတိရစ္ဆာန်တွေအပင်တွေမဟုတ်ပဲပထမဆုံးသက်ရှိဆိုတာရေထဲဘောလုံးမျောနေတဲ့ရိုးရှင်းတဲ့ဓာတု molecule တွေဖြစ်တယ်လို့ပြောပြထားပါတယ်။အဲ့ဒီ chemical molecule တွေထဲကတစ်ခုသော molecule ဟာမတော်တဆသူ့ကိုယ်သူ replicate လုပ်နိုင်တဲ့နည်းကိုတွေ့ရှိခဲ့တာလို့ဆိုပါတယ်။အဲ့ဒီအချိန်ကနေစလို့သက်ရှိတွေရဲ့အစပြိုးခြင်းဖြစ်လာရတာပါ။အစပိုင်းမှာမိတ္တူတွေအားလုံးကအတူတူပဲဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှမိတ္တူပွားတဲ့အလုံးမှာအမှားတစ်ခုပြောရရင်ဗီဇပြောင်းလဲမှုတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီတဲကတချို့ genes တွေဟာရှင်သန်ဖို့နဲ့မိတ္တူကူးဖို့ပုံမကောင်းလာကြပါတယ်။နောက်ပိုင်းမှာမြန်ဆန်မိတ္တူကူးနိုင်ခဲ့တယ်။ genes တွေကလွှမ်းမိုးလာခဲ့တယ်လို့ပြောပြထားပါတယ်။ဒီဖြစ်စဉ်ဟာသက်ရှိတွေ cell တွေမရှိခင်ကတည်းကတဘာဝတရားရွေးချယ်ခြင်းမစတင်ကတည်းကဖြစ်ခဲ့တာလို့ပြောပါတယ်။နောက်ပိုင်းပုံမများပြားလာတဲ့ replicator တွေဟာပတ်ဝန်းကျင်မှာနေရာပြည့်လာတော့နေရာနဲ့ပစ္စည်းတွေအတွက်ရှင်ပြိုင်မှုတွေရှိလာခဲ့ကြတယ်။အဲ့ဒီအခါမှာတီတီငိမ့်နဲ့အထီးရောက်ဆုံးမျိုးပွားနိုင်တဲ့မျိုးဗီဇ genes တွေကအနိုင်ရခဲ့ပါတယ်။ဒီ replicator ကနေ cell တွေ DNA တွေကနေမှကျွန်တော်တို့လက်ရှိလူသားသက်ရှိတွေအထိဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။စာရေးသူDawkinsကသက်ရှိတွေအုံနောက်နှလုံး cell ကနေစခဲ့တာမဟုတ်ပဲမိတ္တူပွားတဲ့ molecule တွေကနေစခဲ့တာလို့ပြောပါတယ်။မိတ္တူပွားတဲ့သူတွေရဲ့ပုံစံက RNA ကြိုးတွေပုံစံနဲ့ဆင်တူနိုင်တယ်လို့ဆိုပါတယ်။အဲ့ဒီ replicator တွေကနေအရန်ရှုပ်ထွေးတဲ့ DNA အဖြစ်ဆင့်ကဲပြောင်းပြီးနောက်ဆုံးယခုလူသားတွေမှာရှိတဲ့ genes တွေအထိဖြစ်လာတာလို့ပြောပါတယ်။ Dawkins ကတင့်ကိုယ်တင် replicator တစ်ခုလို့ယူဆခိုင်းပြီးရေကန်ထဲမှာ
replicate လုပ်နိုင်တဲ့နည်းကိုရှာတွေ့ခဲ့သူလို့စိတ်ကူးရင်ခိုင်းထားပါတယ် replicator သင်ဟာအမှားယွင်းတွေလုပ်မိလို့ replicate လုပ်တဲ့နေရာမှာပုံမမြန်ဆန်လာမယ်ခိုင်မာလာမယ်အဲ့ဒါနဲ့ကောင်းမွန်တဲ့ replicator တွေဖြစ်လာတာကြောင့်အခြား replicator တွေကိုအနိုင်ယူနိုင်ခဲ့တာလို့ပြောပါတယ်ဒေါကင်ကအဲ့ဒါကိုစင့်ကဲဖြစ်စဉ်ရဲ့အရှိခံလို့ပြောပါတယ်အခန်း3ထာဝရရှင်သန်နေသောကွိုင်များဆိုတဲ့ခေါင်းစဉ်အောက်မှာဒေါကင်ကကျွန်တော်တို့ခန္ဓာကိုယ်ဟာသေမျိုးတွေဖြစ်ကြပါတယ်ဖျားမယ်နာမယ်သေဆုံးကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုဖန်တီးဖို့ညွှန်ကြားထားတဲ့ကျွန်တော်တို့ရဲ့ genes မျိုးဗီဇတွေကဆက်လက်ကူးစက်နေတဲ့၍ထာဝရတည်ရှိနေမှာဖြစ်ပါတယ်မိဘတွေကနေကလေးကနေမိဘပြန်ဖြစ်နေတဲ့၍ကျွန်တော်တို့မျိုးဗီဇတွေကကော်ပီပွားနေကြအောင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်ရှင်သန်ဖို့နဲ့မျိုးပွားဖို့အတွက်အထောက်အကူပြုနေမဲ့မျိုးဗီဇ genes တစ်ခုစီတိုင်းကထက်ခါမိတ္တူတွေကူးနေအောင်မှာဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးမှာ genes တွေကထာဝရရှင်သန်နေနိုင်တော့မှာလို့ဒေါကင်ကရှင်းပြထားပါတယ်ခန္ဓာကိုယ်ဟာရှင်သန်ရေးအတွက်အထောက်အကူပြုတဲ့စက်တစ်ခုသာဖြစ်ပါတယ်မျိုးဗီဇတွေကသူတို့ရှင်သန်ဖို့နဲ့မိတ္တူများကူးနိုင်ဖို့အတွက်ခန္ဓာကိုယ်ကိုအသုံးချစက်တစ်ခုအနေနဲ့အသုံးပြုကြတာဖြစ်ပါတယ်မျက်စိအမြင်ကောင်းတဲ့မျိုးဗီဇရှိသူလူတစ်ယောက်ဟာရှင်သန်ရေးနဲ့အစာရှာဖွေနိုင်မှုမှာအထောက်ပံ့ဖြစ်လို့အသက်ရှည်နိုင်ွယ်ရှိပါတယ်အဲ့ဒီအတွက်မျက်စိအမြင်ကောင်းတဲ့မျိုးဗီဇဟာလက်ဆင့်အကန့်ခံရတာဖြစ်ပါတယ်အဲ့ဒီဗီဇဟာလည်းနှစ်သန်းပေါင်းများစွာကလေးကဘိုးဘေးဘီဘင်တွေကနေတဆင့်လက်ဆင့်အကန့်ခံရတာဖြစ်နိုင်တယ်လို့ဒေါကင်ကပြောပါတယ်အဲ့ဒီလိုခန္ဓာကိုယ်ရှင်သန်မှုကိုထိခိုက်စေမဲ့မျိုးဗီဇတွေက replicate မလုပ်ခံရတဲ့အတွက်အချိန်ကြာလာတာနဲ့ဖယ်ရှားခံလိုက်ရပါတယ်အဲ့လိုပဲအကျိုးပြုတဲ့ဗီဇတွေကခန္ဓာကိုယ်သေဆုံးသွားရင်တော့ဆက်လက်ခရီးနှင်နေအောင်မှာဖြစ်ပါတယ်ထာဝရရှင်သန်နေမဲ့အခွေလိတ်ဆိုတာမိတ္တူပွားခြင်းမှတဆင့်ထာဝရတည်ရှိနေနိုင်တဲ့ကျိုးကိုလိန်ထားတဲ့ပုံစံနဲ့တူတဲ့ DNA ကိုပြောခြင်းဖြစ်ပါတယ်လူတစ်ယောက်ဟာသေဆုံးသွားရင်တော့သူနဲ့ဆိုင်တဲ့မျိုးဗီဇအချက်လက်တွေဟာမပြီးဆုံးနိုင်တဲ့ဇလံတစ်ခုလိုဆက်သွားနေအောင်မှာဖြစ်ပါတယ်ဒီအခန်းကိုအနှစ်ရှုပ်ရရင်မျိုးဗီဇဆိုတာခန္ဓာကိုယ်တွေကိုယာယီအသုံးပြုပြီးမျိုးဆက်တစ်ခုကနေနောက်တစ်ခုကိုတွားကြတဲ့ထာဝရရှင်သန်နေမဲ့ခရီးသွားတွေဖြစ်ပါတယ်ကျွန်တော်တို့အပါဝင်သက်ရှိတွေအားလုံးဟာနှစ်သန်းပေါင်းများစွာရှင်သန်လာခဲ့တဲ့ genes တွေအတွက်ယာယီအိမ်လေးတစ်လုံးသာဖြစ်ပါတယ်အခန်းလေးမျိုးဗီဇဆက်ဆိုတဲ့အခန်းမှာဒေါကင်ကခန္ဓာကိုယ်နဲ့အုံနောက်တွေဆိုတာဟာမျိုးဗီဇကသူရှင်သန်ဖို့အတွက်ဖန်တီးထားတဲ့ကရိယာတစ်ခုသာဖြစ်တယ်လို့ပြောတယ်မျိုးဗီဇကသူကိုယ်တိုင်မိတ္တူပွားဖို့အခွင့်အလမ်းပုံမြင့်အောင်လူသားအပါဝင်တရိษံတွေရဲ့အပြုအမူတွေကို program ရေးဆွဲတယ်လို့ပြောပြထားပါတယ်မျိုးဗီဇတွေဟာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုတိဆောက်ယုံတယ်မကဘူးကျွန်တော်တို့ရဲ့အပြုအမူတွေကိုပါလွှမ်းမိုးပါတယ်သူတို့ဟာမျိုးဗီဇရှင်သန်မှုအတွက်အထောက်အကူပြုဆုံးဖြတ်ချက်ချနိုင်တဲ့အုံနောက်တွေကိုဖန်တီးကြပါတယ်ဒါကြောင့်မျိုးဗီဇ genes တွေဟာ programmer တွေဖြစ်ပြီးခန္ဓာကိုယ်ကိုဆက်လို့ပြောဆိုရခြင်းဖြစ်ပါတယ်တရိษံတွေရဲ့ပြုမှုနေထိုင်တဲ့ပုံစံတွေဟာမတော်တဆပြုမှုနေကြတာမဟုတ်ပါဘူးအဲ့လိုပြုမှုမှသာသူတို့ရှင်သန်နိုင်ဖို့မျိုးပွားဖို့အတွက်အထောက်အကူပြုနေလို့ပါအမဲလိုက်ခြင်းရှောင်ပုန်းခြင်းမိတ်လိုက်ခြင်းနဲ့မိသားစုကိုကာကွယ်ခြင်းဆိုတဲ့အရာတွေဟာမျိုးဗီဇဆိုင်ရာအရာဗျူဟာကြလမ်းညွှန်ထားလို့ဖြစ်ပါတယ်အဲ့လိုပြောလို့မျိုးဗီဇ genes တွေဟာတတ္တဝါတိုင်းရဲ့လှုပ်ရှားမှုတိုင်းကို control လုပ်နေတာလို့မဆိုလိုပါဘူးပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ကိုတုံ့ပြန်နိုင်အောင်သင်ယူခွင့်လည်းပေးထားပါသေးတယ်ဥပမာငှက်တကောင်သေးတီခြင်းတဲ့စိတ်နဲ့မွေးဖွားလာရင်သူ့ရဲ့မိဘတွေစီကတေးဘလို့တီရမလဲဆိုတာသင်ယူရမှာဖြစ်ပါတယ် genes တွေဟာအချိန်ကြာလာတာနဲ့အမျှအထောက်အကူပြုတဲ့ genes တွေကျန်ခဲ့ပြီးအထောက်အကူမပြုတဲ့
ဥပမာမယုံစားတဲ့နဲ့တက်ရှိကိုယုံစားမိခဲ့လို့ဆိုတဲ့ပုံစံမျိုးတွေနဲ့အထောက်အကူမပြုတဲ့မျိုးဗီဇတွေဟာပျောက်ပြယ်သွားမှာဖြစ်ပါတယ်ဆိုတော့စင်ကဲပြောင်းလဲမှု evolution တစ်ခုလုံးကအောင်မြင်တဲ့ genes တွေကိုတင်ထားတဲ့စမ်းသပ် system တစ်ခုလိုဖြစ်နေပါတယ်စူးစမ်းကျင်တဲ့စိတ်ရှိတဲ့မြောက်တကောင်ဟာအစားအစာကိုရှာဖွေတွေ့ရှိနိုင်တယ်လို့အလွန်အမင်းစူးစမ်းကျင်တဲ့စိတ်ရှိရင်အန်ဒီရဲ့နီးကပ်လွန်တာကြောင့်သေဆုံးနိုင်ခြေများပါတယ်အဲ့ဒီတော့မြောက်များကိုမသေးစေဘဲလုံလောက်တဲ့စူးစမ်းလိုစိတ်ရှိတဲ့မျိုးဗီဇတွေပုံမှန်အဖြစ်များစေတာမျိုးကိုပြောတာပါဒီအချက်ဟာအချိန်ကြာလာတာနဲ့အမျှအကောင်းဆုံးရှင်သန်ဖို့မျိုးဗီဇ genes တွေကအပြုမှုကိုဘလို့ပုံဖော်ထိန်းချုပ်တယ်လဲဆိုတာကိုပြသတာဖြစ်ပါတယ်ဒေါကင်ကနောက်တစ်ခုဘလို့ပြောလဲဆိုတော့မိဘတွေဟာကျင်နာစိတ်တစ်ခုတည်းအတွက်နဲ့သားသမီးကိုကာကွယ်ပြုစုပြောထောင်ကြတာမဟုတ်ဘူးအဲ့လိုကာကွယ်ပြုစုပြောထောင်မှမိဘရဲ့မျိုးဗီဇကိုကာကွယ်ရာရောက်လို့ဖြစ်ပါတယ်ဒါကြောင့်သက်ရှိတတ္တဝါတွေဟာသားသမီးတွေကိုအသက်ဆွန့်ကာကွယ်စောင့်ရှောက်မှုကနေမျိုးဗီဇတွေအဖို့အသက်ရှင်ရပ်တည်ဖို့အတွက်အထောက်အကူပြုနေလို့ဖြစ်ပါတယ်ဒီအခန်းကိုအနှစ်ရှုပ်ရရင်ကျွန်တော်တို့ရဲ့အပြုမှုတွေဖြစ်တဲ့ကြောက်ရွံ့ခြင်းထိတ်လန့်ခြင်းကျင်နာခြင်းစူးစမ်းလိုစိတ်ရှိခြင်းဂရုစိုက်မှုရှိခြင်းတို့လိုအပြုမှုတွေဟာမျိုးဗီဇရဲ့ပုံဖော်ခြင်းကိုခံထားရတာဖြစ်ပါတယ်ခန္ဓာကိုယ်ဟာစက်တစ်ခုသာဖြစ်ပြီးအဆက်ပေါ်မှာမျိုးဗီဇ genes တွေက program ရေးတဲ့ programmer တွေဖြစ်တယ်လို့ဒေါကင်ကပြောထားပါတယ်အခန်း၅ပြိုင်ဆိုင်မှုတည်ငြိမ်မှုနဲ့တကူခေါင်းဆန်သောဆက်ဆိုတဲ့ခေါင်းစဉ်အောက်မှာဒေါကင်ကသက်ရှိတတ္တဝါတွေဟာမကြာခဏတိုက်ခိုက်မှုဒါမှမဟုတ်ပြိုင်ဆိုင်မှုကိုပြတတ်ကြတော့လဲ evolution စင့်ကဲပြောင်းလဲမှုကဟန်ချက်ညီကူညီပေးတယ်ဆိုတဲ့အချက်နဲ့မျိုးဗီဇ genes တွေကအသက်မသေးစေလောက်တဲ့အပြုမှုတွေကိုဗျူဟာကြကြပုံဖော်လမ်းညွှန်တတ်တယ်ဆိုတဲ့အချက်ကိုထောက်ပြထားပါတယ်သက်ရှိတတ္တဝါတွေဟာသူတို့ကိုယ်သူတို့ရှင်သန်ဖို့အထောက်ပံ့ဖြစ်စေတဲ့အစားအစာနယ်မြေနဲ့မိတ်လိုက်ဖော်တွေအတွက်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့လည်းတိုက်ခိုက်မှုအားလုံးကိုအသေးလဲအသက်ပေးရတဲ့အထိမတိုက်ကြဘူးဆိုတဲ့အချက်ပဲသက်ရှိတတ္တဝါတွေဟာလက်တွေ့အကျန်းဖတ်မှုအစားအချက်ပြတာရှိန်လျှောက်တာတွေကိုအသုံးပြုရတယ်လို့ဆိုပါတယ်အဲ့ဒီလိုလောက်ရက်ကိုလှုပ်ရှင်းကြောင်းဒဏ်ရာရနိုင်ခြေကိုလျှော့ချပြီးတက်ရှိနှစ်ဖက်စလုံးကိုအသက်ရှင်စေမှာဖြစ်ပါတယ်ဒေါကင်ကစင်ကဲပြောင်းလဲမှုဆိုင်ရာတည်ငြိမ်သောမဟာဗျူဟာ ESS ဆိုတဲ့မဟာဗျူဟာကိုမိတ်ဆက်ပေးထားပါတယ် ESS ဆိုတာအပြုမှုဆိုင်ရာပတ်တန်တစ်ခုဖြစ်တယ်ဘလို့ပတ်တန်လဲဆိုရင်တယောက်သောသူကအင်အားရှိလို့အရှိတိုးရင်တစ်ဖက်သူကအင်အားနည်းလို့နောက်ဆုတ်ပေးရမယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဒီလိုနည်းကိုသုံးလို့နှစ်ဦးနှစ်ဖက်စစ်ဖြစ်နိုင်တယ်အဲဒါကြောင့်တစ်ဖက်ကအသက်ရှင်သန်ခွင့်ရပြီးနောက်တစ်ဖက်ကသူလိုချင်တဲ့အရာကိုရနိုင်မှာဖြစ်ပါတယ် ESS ဆိုတာသဘာဝတရားရဲ့ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုလို့ပြောပြထားပါတယ်ဒေါကင်ဟာသက်ရှိတတ္တဝါတွေတိုက်ခိုက်ကြတဲ့အခါဘလို့ပြုမှုကြတယ်လဲဆိုတာကို game theory တွေနဲ့ရှင်းပြထားပါတယ်သိင္ကန့် hawk မှာပြင်းပြင်းထန်ထန်တိုက်ခိုက်တတ်တဲ့အပြုမှုရှိတယ်ဘယ်တော့မှနောက်မဆုတ်ဘူးဆိုတဲ့ဇယိုက်မျိုးဂျိုးငန့်ဒုတ်မှာပြင်းထန်တဲ့တိုက်ပွဲတွေကိုရှောင်ရှားပြီးရှင်းချောက်မှုသာပြတဲ့အပြုမှုမျိုးရှိတယ်တတ္တဝါတိုင်းသိင္ကန့်လိုပြုမှုနေရင်အကုန်သေကုန်ကြလိမ့်မယ်အဲ့လိုပဲဂျိုးငတ်လိုကြည့်ပြုမှုနေကြရင်အနိုင်ကျင့်တာကိုခံနေရလိမ့်မယ်အဲ့ဒီတော့တဘာဝတရားကြီးကဒီနေရာမှာမျိုးဗီဇ genes တွေမှာ hawk နန်းနဲ့ dove နန်းနဲ့ကို mix လုပ်ပေးထားခြင်းဖြင့်အကောင်းဆုံးဖန်တီးပေးထားတာဖြစ်ပါတယ်ဆိုတော့ genes တွေကတကယ်လို့ဂျိုးငတ်လိုအပြုမှုကအလုပ်ဖြစ်တယ်ဆိုရင်ဂျိုးငတ်လိုမျိုးဗီဇတွေကျန်ခဲ့မယ်သိင္ကန့်လိုအပြုမှုကအလုပ်ဖြစ်တယ်ဆိုရင်သိင္ကန့်လို genes တွေကျန်ခဲ့မယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှတဘာဝတရားကြီးဟာအပျက်စီးအ ਨੇ ဆုံးနဲ့အောင်မြင်မှုအများဆုံးဖြစ်တဲ့သိင္ကန့်အပြုမှုနဲ့ဂျိုးငန့်အပြုမှုတွေ mix လုပ်ထားတဲ့ genes ကိုပဲရွေးချယ်တာဖြစ်ပါတယ်လက်တွေ့ဘဝတိရစ္ဆာန်တွေဖြစ်တဲ့ငါးနဲ့သမင်တွေမှာဆိုရင်
သူတို့တွေတေးကြေကြတဲ့အထိမတိုက်ခိုက်ကြပါဘူးသူတို့ခွန်အားတွေဖြစ်တဲ့ဥကြုအရွယ်စားဒါမှမဟုတ်အယောင်ကိုပြခြင်းနဲ့ပြိုင်ဆိုင်ကြပြီးများသောအားဖြင့်အားနည်းသူကနောက်ဆုတ်ပေးလိုက်ကြတာဖြစ်ပါတယ်အဲ့ဒီလောက်ရကြောင့်စွမ်းအင်ရွှေတာယာရောက်ပြီးဒဏ်ရာရခြင်းမှရှောင်ရှားနိုင်လို့ဖြစ်ပါတယ်ဒါဟာစင့်ကဲပြောင်းလဲမှုရဲ့ထက်မြက်တဲ့အရွေးတစ်ခုဖြစ်ပါတယ်အခန်း6 King Selection ဆိုတဲ့ခေါင်းစဉ်အောက်မှာဒေါကင်ကမျိုးဗီဇအမျိုးတော်မှုဆွေမျိုးရွေးချယ်မှုအကြောင်းကိုဆက်ပြောထားပါတယ်တက်ရှိတတ္တဝါတွေဟာသူတို့မျိုးဗီဇတူညီတဲ့ဆွေမျိုးတွေကိုအမြဲလိုကူညီတက်ကြလေရှိပါတယ်အဲ့ဒီအရာကိုဆွေမျိုးရွေးချယ်မှု King Selection လို့ဒေါကင်ကပြောထားပါတယ်တင့်မိသားစုနဲ့တင့်ဆွေမျိုးကိုခလေးမွေးဖို့ကူညီခြင်းတွေဟာတင်ဟာတင့်မျိုးဗီဇကိုရှင်သန်ဖို့ကူညီနေခြင်းဖြစ်ပါတယ်တင့်မှာခလေးမရှိလျင်ပဲမောင်နှမအကိုအမဝမ်းခွဲတဦးဦးကိုကူညီခြင်းဟာတူညီတဲ့မျိုးဗီဇကိုဆက်လက်ရှင်သန်ဖို့ကူညီခြင်းဖြစ်ပါတယ်ပြားအောင်တစ်ခုမှာပြားလုတ်သားတွေဟာမျိုးဖွားခြင်းမရှိပဲပြားဘရင်မကိုကူညီစောင့်ရှောက်ကြပါတယ်။ဘာကြောင့်လဲဆိုရင်ပြားဘရင်မဟာသူတို့ရဲ့မိခင်ဖြစ်ပြီးပြားအသစ်များအားလုံးဟာတူညီတဲ့မျိုးဗီဇ genes ကိုမျှဝေခံထားရလို့ဖြစ်ပါတယ်။ဒါကြောင့်ပြားလုတ်သားတွေမှာကိုယ်ပိုင်ကလေးမရှိပေမဲ့ဘရင်မကိုကူညီတာဟာသူတို့မျိုးဗီဇကိုရှင်သန်စေလို့ဖြစ်ပါတယ်။မိဘတွေကလေးကိုပြုစုစောင့်ရှောက်တာဟာ King Selection ဆွေမျိုးရွေးချယ်မှုရဲ့ဥပမာတစ်ခုဖြစ်တယ်။မိဘတွေစွမ်းအင်နဲ့အသက်ကိုစရီးရဲတာဟာမိဘတွေရဲ့ genes 50% ဟာကလေးတွေမှာပါနေတာကြောင့်ဖြစ်လို့ကလေးတွေကိုပြုစုစောင့်ရှောက်ခြင်းဟာတိုက်ရိုက် genes တွေကိုကာကွယ်နေတာဖြစ်ပါတယ်။သက်ရှိတတ္တဝါတွေကလေးဘလောက်မွေးရမလဲဆိုတာကြုံရကြပန်းလုံနေကြတာမဟုတ်ပါဘူးသူတို့ရဲ့မျိုးဗီဇအကောင်းဆုံးရှင်သန်နိုင်ဖို့ပေါ်မူတည်ပြီးပလန်ချတတ်ကြပါတယ်ကလေးများများမွေးတာဟာကောင်းတယ်လို့ထင်ရပေမဲ့ကလေးတဦးစီအတွက်စွမ်းအင်ရိတ်ခါနဲ့အရင်းမြစ် resource တွေကုန်နိုင်တာဖြစ်လို့မိဘတဦးဟာကလေးများများမွေးတာဟာအစာကျွေးပြုစုစောင့်ရှောက်ပေးနိုင်မှုကိုမလုပ်ပေးနိုင်ပါဘူးမိဘတွေကသားသမီးတွေကိုရိတ်ခါအစားအသောက် resource တွေအညီတူမျှတူခွဲဝေပေးခြင်းပါတယ်သားသမီးတယောက်ချင်းစီတိုင်းကလည်းသူတို့အတူမွေးဖွားလာကြတဲ့ညီအကိုမောင်နှမတွေနစ်နာနေရင်တောင်ပုံမလိုချင်ကြပါတယ်မိဘရဲ့ genes ကညီတူညီမျှဝေပေးလို့ပြောမယ်သားသမီးတွေရဲ့ genes ကပိုလိုချင်တယ်လို့ပြောမယ်ဒီပဋိပက္ခဟာတဘာဝဆန်ပါတယ်ဘာလို့လဲဆိုရင်စင်ကဲပြောင်းလဲမှုကပုံသွင်းထားလို့ဖြစ်ပါတယ်ဒါဟာတဘာဝထဲမှာတောင်တကူကောင်းဆန်တဲ့မျိုးဗီဇရဲ့အပြုမူဟာအိမ်တွင်းပဋိပက္ခကိုဥတီစေတယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်အစာရည်စာပြက်လက်ချိန်မှာတက်ရှိတတ္တဝါတွေဟာခက်ခဲတဲ့အချိန်ဖြစ်လို့မျိုးပွားတာကိုရွှေ့ဆိုင်တာခလေးနည်းနည်းပဲယူတာမျိုးကိုလုပ်ပြီးမျိုးပွားမှုကိုထိန်းချုပ်တတ်ကြပါတယ်အခန်း၈မှာဒေါကင်ကမိဘနဲ့ကလေးကြားမျိုးဗီဇတူညီကြပေမဲ့တခါတရံမတူညီတာလေးတွေလိုချင်တတ်ကြပါတယ်အဲ့ဒါဟာမျိုးဆက်တွေကြားတဘာဝကျတဲ့ပဋိပက္ခတွေကိုဖန်တီးစေပြီးတဦးချင်းစီဟာကိုယ်ပိုင်မျိုးဗီဇဆိုင်ရာအောင်မြင်မှုကိုအမြင့်ဆုံးရအောင်ကြိုးစားခြင်းဖြစ်ပါတယ်မိသားစုကြားမှာမိဘနဲ့ကလေးတွေဟာပြီးပြည့်စုံစုံအလုပ်အတူတကွလှုပ်ဆောင်တတ်တယ်လို့ထင်တတ်ပေမဲ့တကယ်လက်တွေ့သဘာဝမှာတော့အဲ့ဒီအချက်ဟာအမြဲမှန်ကန်နေတာမဟုတ်ပါဘူးမိဘတွေဟာအစားအသောက်ရိတ်ခါ resource တွေကိုသားသမီးတွေကြားညီတူညီမျှဝေလိုပါတယ်သားသမီးတွေကမောင်နှမတွေထိခိုက်နစ်နာရင်တော့သူတို့ကပိုလိုချင်ကြတယ်အဲ့ဒီအချက်ကသားသမီးနဲ့မိဘကြားပဋိပက္ခဖြစ်စေတာဖြစ်တယ်ဒီအချက်တွေဟာမျိုးဗီဇရှုထောင့်ကကြည့်ရင်တကူကောင်းဆန်တယ်လို့ပြောလို့ရပါတယ်အခန်း9မှာဒေါကင်ကအဖိုးနဲ့အမမှာမိဘအုပ်ထိန်ခြင်းမိတ်လိုက်ခြင်းတွေဟာလည်းမတူတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ဒေါကင်ကပြောပါတယ်ဒေါကင်ကအမတွေဟာဥအရေးအတွက်နဲကြပြီးပိုကြီးတဲ့ဥတွေဥနိုင်ကြသလိုတရေသားတွေတဲဆောင်ပြီး
ကလေးတွေကိုပြုစုပြောထောင်နိုင်တာကြောင့်အမတွေရဲ့ရင်းနှီးမြှုပ်နှံမှုကပိုများပါတယ်အဖိုးတွေအတွက်ကြတော့သေးငယ်ပြီးတုပ်ပိုးများစွာကိုထုတ်ပြီးမိတ်လိုက်ပြီးတဲ့အခါထွက်ခွာသွားတတ်ကြလို့အဖိုးတွေရဲ့ရင်းနှီးမြှုပ်နှံမှုဟာနည်းပါတယ်လို့ဒေါကင်ကပြောပါတယ်ဒါကြောင့်ဖိုနဲ့အမတွေဟာမျိုးဗီဇတွေကိုဖြန့်ကျက်ဖို့မတူညီတဲ့နီလန်းဗျူဟာတွေကိုသုံးလေရှိကြတယ်လို့ပြောရခြင်းဖြစ်ပါတယ်ငှက်မျိုးစိတ်မှာဆိုရင်အဖိုများဟာအမများကိုဆွဲဆောင်ဖို့အတွက်အယောင်သွေးစုံတဲ့အမွှေးများဝတ်ဆင်ခြင်းဒါမှမဟုတ်သေးတီဆိုခြင်းများပြုလုပ်တတ်ကြပါတယ်အမတွေဟာလည်းကောင်းမွန်တဲ့မျိုးဗီဇရှိတဲ့သားငယ်များကိုပြုစုပြောထောင်နိုင်တဲ့အမတ်သားအရေးရှင်းတွေပေါ်မူတည်ပြီးရွေးချယ်လေးရှိကြပါတယ်တချို့သောမျိုးစိတ်တွေမှာဆိုရင်သားသမီးတွေကိုဖိုမနှစ်ဦးစလုံးကပြုစုပြောထောင်တတ်ကြပြီးတချို့မျိုးစိတ်တွေမှာတော့အမများသာပြုစုပြောထောင်ကြပြီးအဖိုများကမိတ်လိုက်ပြီးထွက်ခွာသွားတတ်ကြပါတယ်ဖိုမနှစ်ဦးစလုံးဟာလက်ရှိတဲ့ကလေးနဲ့အနာဂတ်မှာမျိုးပွားနိုင်မဲ့အခွင့်အလမ်းများကြားမှာမျှတတဲ့လုံလစိုက်ထုတ်မှုကိုပေးရတာဖြစ်ပါတယ်အဖိုဘက်ကပဲဖြစ်ဖြစ်အမဘက်ကပဲဖြစ်ဖြစ်အပြုတ်မှုတစ်ခုခုပြောင်းလဲသွားရင်တစ်ဖက်ကလိုက်လျောညီထွင်မှုကိုလှုပ်ဆောင်ပေးရတာဖြစ်ပါတယ်အဖိုအများစုအကူအညီမပေးတဲ့အခါအမများကပိုပြီးတော့တောင်ရွေးချယ်လာနိုင်ပါတယ်စင်ကဲပြောင်းလဲမှုဟာအရှိန်နဲ့အမျှဖိုမတစ်ဖက်စီတန်းကိုစန့်ကျင်ဘက်လိန်ရဲ့အပြုတ်မှုပေါ်မူတည်ပြီးဤဗျူဟာတွေကိုပြောင်းလဲအသုံးချစေတာဖြစ်ပါတယ်တက်ရှိတက်တော်တွေရဲ့လိမ်မိုင်းဆိုင်ရာရွေးချယ်မှုမှာဆိုရင်ဥပမာဒေါင်းအမွှေးတွေဟာအသက်ရှင်ရပ်တည်ဖို့အရေးမပါပေမဲ့မိတ်လိုက်ဖော်များကိုဆွဲဆောင်မှုအတွက်တော့အသုံးဝင်ပါတယ်ဒီအရာတွေဟာလိမ်မိုင်းဆိုင်ရာရွေးချယ်မှုမှာတစ်ဆင့်စင်ကဲပြောင်းလဲလာတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီလိုလက္ခဏာရှိတာအန်တရယ်များရင်တော့မိတ်လိုက်တဲ့နေရာမှာအောင်မြင်မှုကိုတိုးမြင့်ပေးနိုင်လို့ဖြစ်ပါတယ်ဒီနေရာမှာEvolutionary Stable Strategy ESS စင်ကဲပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာပြန်ပါလာရပြန်ပါပြီ။ဘာလို့လဲဆိုရင်အချိန်ကြာလာတာနဲ့အမျှအဖိုးမနှစ်ဖက်စလုံးအလွယ်တကူအနိုင်ယူလို့မရတဲ့နီးဗျူဟာကိုအသုံးပြုတဲ့အတွက်ကြောင့်ဟန်ချက်ညီစေမှုကိုဖြစ်ပေါ်လာစေလို့ပါ။ဟန်ချက်ညီမှုမှာတရားမျှတမှုမရှိနိုင်ပေမဲ့လည်းမျိုးစိတ်တွေကိုတည်ငြိမ်တဲ့ရှင်သန်မှုပေးနေလို့ဖြစ်ပါတယ်လူသားအပါဝင်တိရစ္ဆာန်တွေဟာတခါတရံမှာကိုယ်နဲ့ဆွေမျိုးမတော်ဆက်သူကိုတောင်ကူညီတတ်ကြပါတယ်ဒါပေမဲ့နောက်တစ်ချိန်မှာကိုကပြန်ပြီးကူညီမှုရှိမှသာဖြစ်တယ်ကိုကကူညီလို့ပြန်ပြီးအကူအညီပြန်ရခြင်းကို reciprocal altruism လို့ခေါ်ပါတယ်အပြန်အလှန် reciprocal ဆိုတဲ့စကားလုံးဟာပေးကမ်းခြင်းနဲ့ရယူခြင်းကိုဆိုလိုတာဖြစ်တယ်။အကြိမ်ကြိမ်တွေ့ဆုံခြင်းအရှင်းရှင်းမှတ်မိနိုင်ခြင်းတစ္ဆာဖောက်သူများကိုအပြစ်ပေးနိုင်ခြင်းစတဲ့အချက်တွေနဲ့နှစ်ဖက်စလုံးကကိုက်ညီမှအလုပ်ဖြစ်တာပါ။ဥပမာလင်းနှုတ်တစ်ကောင်ဟာတခါတလေအစာရှာမတွေ့တဲ့အခါတခြားအစာရှာတွေ့တဲ့လင်းနှုတ်တွေဟာသွေးတွေကိုမျှဝေပေးတတ်ကြပါတယ်။အဲဒီတော့အစာရှာမတွေ့တဲ့လင်းနှုတ်ကသူ့ကိုကူညီခဲ့တဲ့လင်းနှုတ်ကိုမှတ်သားထားရပြီးနောက်တစ်ချိန်သူ့ကိုကူညီတဲ့လင်းတို့ကိုပြန်လဲကျေးဇူးဆက်ရခြင်းကိုလုပ်ရပါတယ်။ဒါဟာယုံကြည်ရတဲ့မိတ်ဆွေနဲ့မျှဝေခံစားရတာဖြစ်လို့အပြန်အလှန်ပရဟိတစိတ်ဆိုတဲ့စကားရဲ့ဥပမာတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကသေးငယ်တဲ့တန့်ရှင်းရင်ငါးတွေဟာငါးကြီးတွေရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ကပ်ပါးကောင်လေးတွေကိုစားတောက်တတ်ပြီးတန့်ရှင်းရင်ပြုတ်ပေးတတ်ကြတယ်။ငါးကြီးတွေကလည်းငါးအသေးလေးတွေကိုမစားတတ်ကြဘူး။ဒီနေရာမှာငါးအသေးလေးတွေကအစားအစာရရှိပြီးငါးအကြီးတွေကတော့ကျန်းမာရေးအကျိုးကျေးဇူးရနေတာကြောင့်နှစ်ဦးနှစ်ဖက်အကျိုးရှိနေတာပါဒါလည်း reciprocal altruism တစ်ခုဖြစ်ပါတယ်အခန်း7မှာဒေါကင်က meme ဆိုတဲ့စကားကိုမိတ်ဆက်ပေးထားပါတယ် meme ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ဟာလူတဦးမှတဦးကိုပြန့်နှံ့သွားတဲ့စိတ်ကူးအပြုအမူဒါမှမဟုတ်ခေတ်ရည်စည်းကြောင်းတစ်ခုခုကိုဆိုလိုတာဖြစ်တယ်လို့ပြောတယ်ဥပမာသရှင်းတွေစကားပုံတွေဖက်ရှင်တွေအလေးကျင့်တွေနဲ့ဘာသာရေးတွေလိုပုံစံတွေကိုပြောဆိုခြင်းဖြစ်တယ်ဒီနေရာမှာ meme နဲ့မျိုးဗီဇ genes တွေဘယ်လိုတူတယ်လဲဆိုရင် meme ဆိုတာလူတွေကနေမျှဝေထားတာဒါမှမဟုတ်
တူပါတာနဲ့မိမိကိုယ်ကိုမိမိမိတ်တူပွားတက်ကြတာဖြစ်တယ်မီမ်နဲ့မျိုးဗီဇနှစ်ခုလုံးမှာတူညီတဲ့အချက်ကသူတို့ဟာပြောင်းလဲတတ်တယ်ရှင်ပြိုင်တတ်တယ်တချို့ကမင်းမင်ပြီးအချို့ကရှင်သန်နိုင်တယ်ဒီအချက်တွေဟာမီမ်နဲ့မျိုးဗီဇနှစ်ခုကြားတူတဲ့အချက်တွေဖြစ်တယ်မီမ်တွေကယဉ်ကျေးမှုဆိုင်ရာစင်ကဲပြောင်းလဲမှုကိုမောင်းနှင်တတ်ကြပါတယ်တက်ရှိတွေကမျိုးဗီဇရွေးချယ်မှုနဲ့စင်ကဲပြောင်းလဲမှုကိုလုပ်နိုင်တယ်လို့လူယဉ်ကျေးမှုတွေကလည်းမီမ်ရွေးချယ်မှု meme selection ကနေစင်ကဲပြောင်းလဲနိုင်ပါတယ်မှတ်သားရလွယ်မယ်မှတ်မိလွယ်မယ်ဒါမှမဟုတ်စိတ်ခံစားမှုအရာအားကောင်းတဲ့ meme တွေကပုံမပြန့်နှံ့နိုင်ပါတယ်တခါတလေ meme တွေဟာမှန်ကန်လို့ပြန့်နှံ့တာမဟုတ်ဘဲစိတ်ဝင်စားစရာကောင်းလို့ဒါမှမဟုတ်အသုံးဝင်လို့ပြန့်နှံ့တာမျိုးလည်းရှိတတ်ပါတယ် Happy birthday သရှင်ဟာ meme တစ်ခုဖြစ်ပါတယ်သူ့ကို DNA တွေကနေလက်ဆင့်ကမ်းလာတာမဟုတ်ပါဘူးနားထောင်ပြီးပြန်ဆိုရင်းကနေသင်ယူတာပါဒါပေမဲ့ကဘာတဝမ်းနီးပါးလူတိုင်းသိကြတယ်အဲ့ဒီလိုပဲဘာသာရေးထုံးတမ်းစင်လာတွေနိုင်ငံရေးကြွေးကြော်သံတွေလူကြိုက်များတဲ့ကားကွက်တွေနဲ့ဟာတာတွေဟာလည်း meme ဆိုတဲ့ခေါင်းစဉ်အောက်မှာပါပါတယ် meme တွေကကောင်းတာလည်းဖြစ်နိုင်တယ်လို့ဆိုးတာလည်းဖြစ်နိုင်တယ်တချို့ meme တွေကလူအဖွဲ့အစည်းကိုအကျိုးပြုတယ်စာဖတ်တတ်တာမျိုးကိုဆိုလိုတာပါအချို့ကအန္တရာယ်ဖြစ်စေနိုင်တယ်အန္တရာယ်ရှိတဲ့ကောလာဟာလာတွေဒါမှမဟုတ် virus လိုပြန့်တဲ့လိမ်ညာမှုတွေလိုပေါ့မျိုးဗီဇအချို့ကယောဂဖြစ်စေတယ်လို့ပဲမီမ်အချို့ကလည်းစိတ်ပိုင်းဆိုင်ရာကပ်ပါပိုးတွေနဲ့တူတယ်လို့ဒေါကင်ကပြောပါတယ်ဒီအခန်းမှာမီမ်တွေဟာမျိုးဗီဇတွေရဲ့ယဉ်ကျေးမှုဆိုင်ရာဘာရှင်းတွေဖြစ်တယ်လို့ပြောပါတယ်သူတို့ကသင်ယူခြင်းနဲ့မျှဝေခြင်းကနေမိတ္တူပွားတယ်ပြောင်းလဲတယ်လက်ဆင့်ကမ်းတယ်အအောင်မြင်ဆုံး meme တွေဟာအမြဲတမ်းအမှန်ဆုံးတွေမဟုတ်ပေမဲ့ပြန့်နှံ့ဖို့အကောင်းဆုံးအရာတွေတော့ဖြစ်ပါတယ်အခန်း7မှာဒေါကင်ကကျင်နာတက်ရှင်နဲ့ပူးပေါင်းဆောင်ရွက်တက်ရှင်ဟာလူတဦးရဲ့မျိုးဗီဇများရှင်သန်ဖို့အတွက်အမှန်တကယ်အကူအညီပေးနိုင်တယ်လို့ပြောပါတယ်အထူးသဖြင့်ဉာဏ်ပညာရှိအသုံးပြုတဲ့အခါမှာပေါ့ဒေါကင်ကတဘာဝရွေးချယ်မှုဟာတကူကောင်းဆန်တဲ့အပြုမှုကိုသာအားပေးတာမဟုတ်ပဲဉာဏ်ရှိတဲ့ပူးပေါင်းဆောင်ရွက်မှုကိုလည်းထောက်ခံပေးတယ်လို့ပြောပါတယ်စင်ကဲပြောင်းလဲမှုကတကူကောင်းဆန်တဲ့သူများကိုသာမျက်နှာသာပေးပုံပေါ်ပေမဲ့ပူးပေါင်းဆောင်ရွက်ရှင်ဟာနှစ်ဦးနှစ်ဖက်စလုံးကိုအကျိုးပြုပြီးစနစ်ကတစ္ဆာဖောက်သူများကိုအပြစ်ပေးပါကအောင်မြင်နိုင်ပါတယ်ဒါဟာစင်ကဲပြောင်းလဲမှုနဲ့မျိုးဗီဇဆိုင်ရာမှာကျင်နာမှုဟာအားနည်းချက်တစ်ခုမဟုတ်ပဲအောင်မြင်တဲ့မဟာဗျူဟာတစ်ခုဖြစ်တယ်ဆိုတာပြသနေပါတယ်သိပ္ပံပညာရှင်တွေဟာ The Prisoner Dilemma လို့ခေါ်တဲ့ပြိုင်ပွဲတစ်ခုကိုဖန်တီးခဲ့ကြပါတယ်အဲ့ဒီပွဲမှာအနိုင်ရခဲ့တဲ့ဗျူဟာကို Tit for Tat လို့ခေါ်ပါတယ်ဒီနေရာမှာ Tit for Tat ဆိုတာကျင်နာရမယ်ပြောချင်တာကကိုကစပြီးတစ္ဆာမဖောက်ရဘူးပြီးရင်ခတ်ထန်ရမယ်ပြောချင်တာကတစ်ဖက်သူကတစ္ဆာဖောက်ရင်တစ္ဆာဖောက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ခတ်ထန်ရမယ်တတိယအချက်ကခွင့်လွှတ်ရမယ်ပြောချင်တာကတစ်ဖက်လူကပူးပေါင်းဆောင်ရွက်မှုကိုပြန်လိုချင်တဲ့အခါခွင့်လွှတ်ပေးရမယ်လို့ဆိုလိုတာပါဒီလို balance ဖြစ်မှုကရေရှည်မှာအောင်မြင်မှုကိုပေးနိုင်တာလို့ပြောပါတယ်ဥပမာတက်ရှိနှစ်ကောင်အချိန်ချင်းတွေ့ကြတယ်လို့စိတ်ကူးကြည့်ပါတကောင်ကစပြီးကျင်နာမှုပြတဲ့အနေနဲ့အစာမျှဝေပေးတယ်အဲ့လိုပဲနောက်တစ်ချိန်အမျှခံထားရတဲ့တက်ရှိကတစ္ဆာဖောက်ပြီးအစာကိုပြန်လဲမမျှဝေဘူးဆိုရင်တုံ့ပြန်တဲ့အနေနဲ့ပထမတကောင်ကိုမှတ်မိပြီးအကူအညီပေးခြင်းကိုရပ်တန့်ပစ်မှာဖြစ်ပါတယ်အဲ့လိုပဲအချိန်ကြာလာတာနဲ့အမျှနှစ်ဖက်စလုံးကယုံကြည်ပြီးပူးပေါင်းဖို့သင်ယူကြရပါတယ်ဒီလိုလှုပ်ခြင်းဟာမျိုးဗီဇတွေရှင်သန်ဖို့အထောက်အကူဖြစ်နေတာလည်းဖြစ်ပါတယ်အဲ့လိုပဲအလွန်အကျွံကျင်နာတက်ရှင်ဟာမဟာဗျူဟာကိုအမျက်ထုတ်ခံနိုင်ရသလိုအမြဲတမ်းမယုံကြည်ရမှုတစ္ဆာဖောက်မှုတွေကျူးလွန်နေရင်လည်းပူးပေါင်းဆောင်ရွက်ခြင်းမှာအကျိုးအမြတ်ကိုမရနိုင်ပါဘူး